မိမမောင်းနော်ဆရာကြီးโอ้มาကျူတယ်မင်္ဂလာပါရှိရတဲ့ကျေးဇူးတော်ကိုကျေးဇူးတင်ရှိပါတယ်ဒါကထက်နိုင်ငံဘန်ကောက်မှာရှိတဲ့ဓမ္မကြီးကြောက်ချမ်းမြစ်ကြီးဘေးမှာရောက်နေရမှာဟိုကျူတာဒီကနေဘောအရုံကိုတော်လို့ရတယ်အခုဆက်တော်လို့ရတယ်ဒိုနန်ပတ်နဲ့ပြတော့ကြောက်တော်ရတယ်เนาะဒီပုံလေးကိုစီးမစရန်လေးတွေရှိတယ်ပေါ့နော်ဒါကဟိုဘင်းရဲ့ဒီဆေးရုံအနာကမြင်ကွင်းဖြစ်ပါတယ်ဒီဘက်ကိုထွက်သွားစီရန်ပေးမှာတော့အမကြီးဘန်ကောက်ကဘင်းရဲ့ဆေးရုံဖြစ်ပါတယ်အခုစီရန်လေးကိုတော့မယ်နော်ဒီ channel လေးက YouTube channel လေးပဲရှိပါတယ် YouTube channel လေးတစ်ခုရှိတယ်ပေါ့နော်အဲတော့ချိန်ရရင်ပြန်ပြီးတော့အဲ့ဒါမရပါဘူးဒီမှာအင်ဂျီတွေထဲလေးရောင်းနေတယ်ပေါက်ဆိုင်ရှိတယ်ဖုန်းဆိုင်ရှိတယ်ဖုန်းကောင်ဆိုင်တရားဘတ်အိတ်ဆိုင်လေးကလစ်ဆိုင်ဖန်စီဆိုင်လေးဒီဘက်ကိုဆင်းသွားရင်တော့လုံးဝချက်ကွက်စေးတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒီမှာပေါ်တက်တွေလည်းရှိရပါတော့။ပေါ်တက်တွေလည်းရှိတယ်။မင်္ဂလာပါချစ်ချူပွဲတည်းချစ်စရာမျိုးချစ်စုထွက်တယ်ရှိပါတယ်။ဟုတ်ဘူးလေးတင်တို့တင်နေတော့တင်သွားပေးဖို့ရှိပါတယ် page လေးကို like comment ပေးပြီးတော့ပါဦး။ YouTube မှာမြန်ချစ်ချူ channel ရပါတယ်ရှင်။ YouTube မှာတော့ပို့ပြီးတော့တင်ဖြစ်ပါတယ်။တရားအစစ်ရှိပါတယ်။ဟိုမှာစီးတယ်ကတော့မြင်တဲ့အတိုင်းပဲလူကတော့ရှုပ်ရှက်လက်ခံနေပါတယ်။ဒီမှာလေးဖက်စတာရှိနော်ဖက်စတာက
ပန်းကားလေးရောလုတ်ဒါကြောက်ပြားမြစ်ပေကဒီစိတ်ဝိနာကအမြင့်ခွင့်ဖြစ်ပါတယ်ဈေးဆိုင်လေးဆက်တော့ဆိုင်လေးရှင်လေးရှင်ဟိုတယ်ဘောနော်มันก็ต้องหาคนมาประชุมกันใช่ป่ะဒီမှာလို့တဲပြီးတော့လည်းကြည့်လို့ရတယ်